မလေးတို့ရေတမချမ်းစာထဲမှာအေးရမှာလှေကြီးတစ်စီကိုဆောက်ခဲ့တဲ့လူတစ်ယောက်ရှိခဲ့တယ်အဲ့ဒီလူကဘာလို့လဲတေချာတလားကလေးတို့ရေပြောပြမယ်နော်သူနာမည်ကနော်အေးလို့ခေါ်ပါတယ်ကွယ်သူကဘုရားသိချင်ယုံကြည်တဲ့သူစကားနားထောင်တဲ့သူတစ်ယောက်ပေါ့ဒီနေ့မှာတော့ဘုရားသခင်ကသူနော်အေးရေမင်းလှေကြီးတစ်စီဆောက်ရမယ်ကွယ်ငါကမကြခင်မှာမိုးရွာပြီးကဘာကြီးကိုစီးကြောတော့မယ်နော်အေးလေဒီကြီးကိုအမြန်တိဆောက်ရတာပေါ့ကွယ်သူကဘုရားစကားကိုနားထောင်နေတယ်လေဒီကြီးကိုတိဆောက်ပြီးတဲ့အခါမှာတော့စင်စိတ်ချက်ငှက်တတဝမျိုးဆိုတော့အထီးမှတစုံစီလှေကြီးကိုတွင်းရတာပေါ့မကြခင်မှာပဲဒီကြီးမျိုးကြီးကြာလာပါလေတရက်လား3ရက်လား5ရက်လားမဟုတ်ဘူးနော်ရစ်ပေါင်း40တောင်မှအမှုရွာချခဲ့တာပေါ့ကလေးတို့ရေကဘာကြီးတစ်ခုလုံးကလည်းရေပင်ကြီးဖြစ်သွားနော်ရီတော့လှီနေမှာလုံချုံအေးချမ်းသွားနေရတာပေါ့ကွယ်မကြခင်မှာပဲကုန်းကြီးတွေ့ရှိပြီးတော့နော်အေးဟာဘုရားသခင်ရဲ့ကြီးစုတော်ချီးမွမ်းလိုက်တာပေါ့ကွယ်ကလေးတို့လည်းဘုရားသခင်စကားကိုနားထောင်ပြီးတော့ဘုရားသခင်လှုပ်စီခြင်းတဲ့အရာခိုင်းစီတဲ့အရာကိုနာခံလိုက်ရှာပြီးလှုပ်ဖို့အတွက်ကြံပေးခြင်းပါတယ်နော်